ကျွန်တော်တို့စထောင်တာချင်း from 1998မှာစထောင်တယ်တော့စထောင်ကြရကျွန်တော်တို့ကအဲ့ခုနပြောတဲ့ Chilean Constitution ကို draft လုပ်တယ်လုပ်ရင် first draft second draft third draft fourth draft ဆိုပြီးတော့ fifth draft တိကျွန်တော်ရှင်းနေတွေ့မှာနော် fifth draft တိပြီးသွားတယ် fifth draft တိပြီးသွားတော့တော့ဆိုရင်တော်ပြီအလူရှင်ကလည်းအဲ့လောက်ဆိုရင်တော့ကောင်းပါပြီဆိုပြီးတော့ fifth draft အထက်တော့ပို့မလုပ်ကြပါနဲ့တော့ဆိုတော့တခြား concept အဲ့ဒီနဲ့ကျွန်တော်စဉ်းစားကြတဲ့ခါကျတော့ကျွန်တော်ကအဲ့မှာ coordinator ဖြစ်သွားတယ်เนาะပြီးတော့ပြည့်လဲလဲသူကမောသွားပြီရှင်းတဲ့တော့လုပ်ခဲ့ရတာဆိုတော့သူကအဲ့မှာ secretary ပေါ့လေအဲ့တော့ကျွန်တော်ယူတဲ့ခါမှာတော့ဥက္ခရာရဲ့ convener တို့ဘာလို့အရင်တော့ရှိတယ်အဲ့ဒါမထားတော့ဘဲနဲ့ coordinator တယောက်ပဲထားပြီးတော့ကျွန်တော်လူ member ဆိုပြီးတော့เนาะထားတယ်ကျွန်တော်က coordinator ပေါ့လေအဲ့တော့ကျွန်တော်မှတာဝန်ဖြစ်လာတယ်เนาะဒီ chill forum ကိုဆက်လက်ပြီးလှုပ်ရှားဖို့ဖြစ်လာတော့ကျွန်တော်အဲ့ဒီဒီမိုကရေစီကြောင်းရေးတော့မယ်ဆိုပြီးတော့စဉ်းစားတဲ့အခါမှာ Chill Forum ကတော့တာဝန်ပေးလဲဆိုတော့ဒီ State Department ကထုတ်တဲ့ Principles of Democracy ဆိုတာ29မျက်နှာသူကတမျက်နှာကို principle တစ်ခုတမျက်နှာကို principle တစ်ခုအဲ့လိုအလုံးပေါင်း principle ပေါင်း29ခုရေးထားတယ်ဗျအဲ့ဒါကိုပြင်ဘာလာပြန်ဆိုပြီးတော့ကျွန်တော် assignment ပေးလိုက်တယ်ကျွန်တော် Chill Forum မှာကျွန်တော်ဖတ်ကြည့်တဲ့ခါကျတော့ဒီဟာကြီးကိုဘာသာပြန်လို့ဗမာပြည်သူတွေနားလည်မပုတ်ဘူးလို့ကျွန်တော်ခန်းစားရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ American တွေကဒီပေါက်200လောက်နော်ဒီမိုစီရဲ့အရသာကိုခန်းစားပြီးတော့ဒီမိုစီရဲ့မှာမွေးဖွားပြီးတော့နေလာတဲ့ခါကျတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလို့နော်ဒီမိုစီနဲ့ကင်းကွာသွားတဲ့နော်ဒီမိုစီလုံးဝစိတ်တုံးသွားတဲ့နိုင်ငံမျိုးမှာလူတွေနားလည်အောင်ဘယ်လိုရေးရမလဲဆိုတဲ့ဟာသူတို့နားလည်ဖို့မရဘူးသူတို့ရေးထားတယ်အဲ့လိုရွေချက်နဲ့ရေးတာလည်းဟုတ်မှာပေါ့ဒါပေမဲ့ကျွန်တော်တွက်လိုက်တယ်ဒါနဲ့တော့လူတွေနားလည်မှာမဟုတ်ဘူးဆိုပြီးတော့တွက်လိုက်ပြီးတော့တော်ပြီဒါတော့ငါမရေးတော့ဘူးငါဘာငါရေးမယ်ဆိုကျွန်တော် research လုပ်တယ်လို့ရှော့ဖတ် internet မှာတော့ sub လုပ်ပြီးတော့အကုန်လုံးရှော့ဖတ်ခြင်းနဲ့တနေ့မှာကျွန်တော်အလေးအောင်ပေးလိုက်တယ်စာပိုင်လေးတစ်ခုတော့တွေ့တယ်အဲ့မှာဘယ်လိုရေးထားလဲဆိုတော့ဒီမိုကရေစီဆိုတာတဲ့ဟိုတကဘာလုံးကလက်ခံတဲ့စံတစ်ခုတော့မရှိပါဘူးတဲ့နော် standard တစ်ခုတော့မရှိပါဘူးတဲ့ဒါပေမဲ့ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတိုင်းမှာအခြေခံဒီအောက်ပါအခြေခံ၃ချက်ကတော့မရှိလို့မရဘူးပေါ့နံပါတ်1ကလွတ်လပ်မှုဆိုတာရှိရမယ်နော်အဓိပ္ပာယ်ကတော့ဒီကျွန်းစနစ်နော်အာဏာရှင်စနစ်အောက်မှာဒီမိုကရေစီဟိုထူထောင်လို့မရဘူးပေါ့ဗျာအားလုံးကလွတ်လပ်တဲ့လူမျိုးဖြစ်ရမယ်ကိုလိုနီအောက်မှာလည်းမဖြစ်ရဘူးနော်အားလုံးကလွတ်လပ်တဲ့လူမျိုးဖြစ်ရမယ်နံပါတ်1နံပါတ်2ကအားလုံးကလည်းဓာတ်တူရမယ်ပြီးတော့နံပါတ်3ကအဲ့လွတ်လပ်မှုနဲ့ဓာတ်တူမှုကိုနော်အာမခံထားတဲ့အခြေခံဥပဒေလည်းရှိရမယ်ဒီ3ချက်ကတော့ဒီမိုကရေစီနိုင်ငံတိုင်းမှာတူပါတယ်တဲ့အဲ့မှာကျွန်တော်အလင်းခါလည်းရသွားတယ်ဟာဒါတဲ့တော့ရပြီဒီကနေစကင်လို့ရှိရင်တော့နော်မြန်မာနိုင်ငံသားတွေကောင်းနားလဲမယ်ဆိုပြီးတော့ဘာလို့မြန်မာနိုင်ငံသားတွေကနော်လွတ်လပ်မှုလည်းမရှိခဲ့ဘူးနော်တစ်သက်လုံးနော်နောက်ပြီးတော့ဓာတ်တူမှုလည်းလုံးဝမရှိခဲ့ဘူးသူတိုင်းသားတွေနော်ဗမာတွေလည်းဓာတ်တူမှုမရှိခဲ့ပါဘူးနော်ဆိုတော့အဲ့ဒါကိုလည်းအခြေခံဥပဒေနဲ့ပြတ်ထားရမယ်ဆိုတော့ကျွန်တော်တို့လည်းအခြေခံဥပဒေတောက်လျှောက်ဆွဲလာတဲ့လူတွေနော်ဆိုတော့အခြေခံဥပဒေပြတ်ထားမယ်ဆိုတော့အဲ့ခါကူခုနပြောတဲ့ဟာတွေတစ်ခုကိုအာမခံဖို့အတွက်ဆွဲရတာပဲဆိုတော့ကျွန်တော်မှအလင်းရသွားတယ်နော် enlighten ဖြစ်သွားတာပေါ့အဲ့ဒီဟာနဲ့ကျွန်တော်စရှိတာနော်အဲ့၃ချက်နဲ့စရင်းနဲ့နောက်ဆုံးပင်လုံစာချုပ်ဒီပါကိုဖတ်ကြည့်တဲ့ခါကျတော့အဲ့ဒီအတော်တရားတွေအကုန်လုံးပါနေတယ်နော်နောက်ပြီးတော့ဟိုကျွန်တော်တို့ constitution မှာဘိုးကျော်စာပြီးအောင်ဆွဲသွားတယ် first draft နော်ဆိုတော့အတိပဲကျွန်တော်မြန်မာနိုင်ငံအတွက်နော်အဲ့ခုနစာကြောင်းလေးဟာပင်လုံစာချုပ်အထိနော်ပြည်တော်စုကြီးထူထောင်တဲ့အထိနော်ပြီးတော့မြန်မာနိုင်ငံသားတွေအာဏာရှင်စနစ်ကနေလွတ်မြောက်ဖို့အထိနော်သူအလင်းပြသွားတယ်အဲ့ခုနစာသားလေးကသူအဲ့ဒီဟာကိုအခြေခံပြီးတော့ခုနပြောတဲ့ Vansangva ဆိုတဲ့စာအုပ်ကဖြစ်လာတာနော်ဒီမိုကရေစီအခြေခံတရားများဆိုပြီးတော့ဖြစ်လာဆိုတော့ကျွန်တော်ရေးတယ်ပထမတော့စာအုပ်ထုတ်ဖို့မဟုတ်ဘူးပထမတော့ချင်းချောင်းသားတွေတွေ့ပဲချင်းချောင်းသားတွေတွေ့ကလည်းဖြစ်လာပုံက
Eddie the name ma general I saw Dore Kajaro. General got a diga who training people way. Emma General Chaka Sire Seka Pieta who no General Purane who ne shock yare Chaka see in it. Shock the yare no Seka le Piede. There are General Chichi Miamiasa Piaro no New Delhi Piane, a General Jambi Piano. The Chowdari Yodani, my General Machino. No? So Chowdari, I'm a team up city. I mean, Chowdari would alaga, Mapi also, Bullion Uk, yeah, Salai Julian, yeah, no, who Nanglin Tang, through Tonga, said beyond, who did not set Peter, through civil society, John Bar, John Bullion Ugaleti, John John Bar, John Body. To Puchana and the Puchara body. So, Salai Julian web tema sheet, general constitution, the download low below Puchara Hajaro. Jonaria, Pure, Bukip, Machida, Rosure, who through Puchara, take Sinamian, no. General Kawan Namle, General Kika, Bukip the Kinem to know, General Elu. I mean, General County teaching 10 of me, chicken judge, he was no. Era General, no, set up your no. The good little pion could have house, Gilena. You will south of the moon. The change of light to me. General Gile, no, below a tamat in Otone, below Lune, no, through the one, Jonari was sub piano. Louis. Trong đó là bà biểu lại rồi, bốc in, đi tới đó yang cao này, nó, ô, alo tuyệt luôn này đó, nó, thì vì đúng tuyệt luôn này cao này, nó, là lúc, cho nó em vào web đi vào này lúc này rồi đâu biết, nó, em vào cho nó, tu lê, lại đi khai pi, Thomas khai pi nó, Thomas khai pi ra này mà, thì giờ lúc bây giờ web này, luôn này, cho nó tăng file và pa này, tăng luôn này, Atane technique para wo bia no so ra ja ro bama pi du to pian ne bia no to pian ne a the wu to pian bi do di puin twa de kha ma choro ngwe pe de no choro ru a lu shin bo ani dia ai tawon shi de so first time ပြည်တွင်းကိုဝင်တဲ့ခါကျတော့ကျွန်တော်ပြောတယ် Kipp တဲ့ကြံတဲ့ကျွန်တော်တို့ကူညီခဲ့တဲ့အဖွဲ့အစည်းတွေကကျွန်တော်အားမရဘူးတဲ့။တော့ chill forum တစ်ခုပဲအရာအားရတယ်တဲ့။နော်။အလုပ်လဲတိကျလုပ်တယ်။နောက်ငွေကြီးတဲ့ဘာမှပြဿနာမရှိဘူးနော်။ကျွန်တော်ပြောတဲ့အတိုင်းပဲတကယ်တုံးခဲ့တယ်။ကျန်တာတွေကတော့ပြဿနာအများကြီးပဲတဲ့။နောက်ပြီးတော့ခင်ဗျားရဲ့ Vansangva အဲ့ပြည်တွင်းရောက်နေတဲ့နော်ပမာ NGO တွေအားလုံးကျွန်တော်လည်းတွေ့တိုင်းကဒီ Vansangva တိတ်ကောင်းတယ်လို့ပြောကြတယ်တဲ့ဆိုတော့ကျွန်တော်လည်းအားရှိတာပေါ့ဗျာဆိုတော့နောက်ပိုင်းကျတော့ဒါစာအုပ်ထုတ်ရမယ်ဆိုဖြစ်လာတော့အားကျွန်တော်စာထုတ်တော့လေ2012မှာနော်တိုက်ဆိုင်2012မှာနော်ဒါ reform မှာဝင်လာပြီလေနော်ကျွန်တော်လည်း CNF ထဲဝင်သွားပြီနောက်ကျွန်တော်တို့စပြီးတော့ပြည်တွင်းဝင်ပြီနော်ပြည်တော်စုအစစ်ဆွေးနွေးပွဲကျွန်တော်တို့ဒီ bilateral agreement ပေါ့နော်လုပ်ဖို့ကျွန်တော်တို့ MPC မှာဆွေးနွေးဖို့လုပ်တဲ့ခါကျတော့ကျွန်တော်အဲ့ Vansangva ထွက်တော့မယ်နော်အဲ့ချိန်မှာကျွန်တော်လာတာဟုတ်ဆိုတော့စာအုပ်တော့မထွက်သေးဘူးဒါပေမဲ့ကျွန်တော်ပထမဆုံးဝင်သွားတယ်အဲ့ CNF နဲ့အစိုးရနဲ့စကားပြောမယ်ညီညာစကားပြောမယ်ကိစ္စမှာကျွန်တော်ဝင်သွားတယ်ဝင်သွားတော့ကျွန်တော်ပြောတယ်ကောင်းပြီစာအုပ်မထွက်သေးဘူးကိစ္စမရှိဘူးကျွန်တော်ရဲမယ်ကျွန်တော်တင်ပြပေးမယ်အဲ့တော့ NLD ရောနော်ကြက်ခိုင်ရောနောက်တိုင်းသားပါတီရောအကုန်လုံးခေါ်လူ90လောက်ခေါ်ပါကောင်းဆောင်တွေခေါ်ပါကျွန်တော်တင်ပြပေးမယ်ဆိုတော့အိုဘားမားလာတာလည်းမကြသေးဘူးမရှိမနှောင်းနော်နောက်ခုကဖွင့်လိုက်တာလည်းမရှိမနှောင်းနော်ဆိုတော့အထက်ကကျွန်တော်တို့ကျောင်းသားကောင်းဆောင်တွေက Vansangva ကူညီနေတဲ့ဆလိုက်မမောင်တို့နော်ဘုခိအဲ့ဒါလုပ်မယ်ဆိုရင်ခွင့်တောင်းအောင်မယ်မတောင်းနဲ့လို့နော်
ဖွင့်တော့ဘူးကပေးရမလဲလို့နော်ဒီချိန်မှာဦးကြောင်ဖြစ်နေချိန်မှာတော့မတောင်းနဲ့လှုပ်ထည့်လိုက်မယ်ကျွန်တော်အခန်းထဲမှာငှားပြီးတော့လှုပ်ထည့်လိုက်တော့နောက်ပြီးတော့အဲ့အောက် background မှာလည်းတခါလဲဟို constitutional democracy ဆိုပြီးတော့လေ federal လို့ပါကျွန်တော်မတုံ့ရသေးဘူးနော် constitutional democracy ဆိုတော့ sponsor ကလုပ်တဲ့လူတွေကဟို Chin Forum နဲ့ NED ပေါ့နော်အဲ့နောက်မှာအောက်မှာကျွန်တော်အဲ့ဒါပါထည့်ပေးပါလို့ကျွန်တော်ဝန်ထမ်းပေါ်မှာရေးခဲ့တယ် NED National Endowment for Democracy တဘောက US government ရဲ့အကူအညီပါတယ်ဆိုတာကိုပြတာပေါ့ဗျာထောက်လိုင်းလို့လာလို့ရှိရင်သူတို့ရိုက်သွားရင်လည်းဟိုအိုဘားမားလာတာလည်းမရှိမနှောင်းဆိုတော့ဒီမှာပြောင်းလဲကာလာဆိုတော့အဲ့ဒါကျွန်တော်အဲ့လို surprise attack လုပ်လိုက်တာလုပ်လိုက်ပြီးတော့တော်တော်အောင်မြင်တယ်ဗျအဲ့တော့ဘိုင်းမှာတော့ဒီဝန်စမ်းနေအများကြီးဖြစ်သွားတယ်လေဆိုတော့အဲ့ဒီဗန်ဆန်ဗာရဲ့ impact ကတော့တော်တော်များတယ်ဗျနော်ကျွန်တော်ကန်ချနာဘူဒီယာနေမှာ clandestine radio station တခုရှိတယ်အဲ့ဒါ BBC ကဖွင့်တာဦးတန်းဆိုတာကျွန်တော်ဆက်တွေ့လာတယ်ကျွန်တော်တို့ဒီကနေပုံမှန်လွှင့်နေတယ်တဲ့အဲ့တော့ကျွန်တော်တို့တစ်ခါလေးဟိုပုံချမ်းနေတိတ်ရှားပါတဲ့ခါမှာနော်ခမည်းကအတန်နဲ့ပါခမည်းအတန်နဲ့ပါလွှင့်တာဆိုတော့ကျွန်တော်တို့ခမည်းဟာနဲ့တုံးပလိုက်တယ်အဲ့ဒါခွင့်ပြုပါအမလေးလွှင့်သားမှာကျွန်တော်ဝန်တာလို့နော်ဆိုတော့9နေရာကနေဖမ်းလို့ရတယ်တဲ့တနင်္သာရီတိုင်းရဲ့မွန်ပြည်နယ်ရဲ့ကရင်ပြည်နယ်ရဲ့ရန်ကုန်တိုင်းရဲ့နောက်အေရဝတီတိုင်းရဲ့အဲ့9နေရာနေဖမ်းလို့ရတယ်ဆိုတော့ရေဒီယိုနဲ့လည်းလွှင့်ဖြစ်သွားတယ်နော်ကျွန်တော်လည်းဟိုရေဒီယိုနဲ့လွှင့်ဖို့ကျွန်တော်မှာဘာမှလည်းနားလည်တာမဟုတ်ဘူး BBC ကအဲ့ဥတန်းလုပ်ပေးလိုက်တာဆိုတော့သူတို့က clandestine အဲ့ဒါ illegal နော်နောက် Moon Human Right ကလည်းကျွန်တော်တို့အဲ့အတန်းဖားလေးကိုပို့ပေးပါတဲ့ကျွန်တော်တို့တင်နန်းပေးခါမှာတုံးချချင်တယ်ဆိုကျွန်တော်အကုန်လုံးပို့ပေးတယ်နောက်ကျွန်တော်ဆွေမျိုးတယောက်မျိုးမီတယောက်သူကထွေအုပ်ရုံးမှာဒီပေါင်း40လောက်လှုပ်လာတယ်အဲသူရန်ကုန်မှာတွေ့တော့တော်မျိုးကကျုံပေါ်မှာမြို့တစ်မြို့ပဲပတိန်လားဘယ်လားမသိဘူးသူကတခါကျွန်တော်တို့ရုံးမှာကဲအကုန်လုံးဒီဘက်လာမှာဒီမိုကရေစီစနစ်ပေးမယ်ဆိုပြီးတော့တရုတ်လုံးခေါ်ပြီးတော့ခန်းထဲမှာနော်ခန်းကြီးတစ်ခုထဲမှာစီဝေးခန်းမလိုဟာမျိုးဖြစ်မှာပေါ့စပေးတော့အဲ့စာအုပ်ယူကြည့်လိုက်တော့ကစ်ပြေးတဲ့စာအုပ်ဖြစ်နေတယ်အဲ့ဒီစာအုပ်ကကျွန်မဆွေမျိုးကရေးတာလို့ပြောလိုက်တယ်နောက်တစ်ခါကလေးမျိုးကိုတွားတော့ဆိုင်မှာကျွန်တော်ဟို breakfast စားတယ်ဗျစားတော့မိတ်ဆွေရင်းနဲ့ပေါ့ဗျာပြောရင်ဆိုရင်ကျွန်တော်ဂျာမနီကလာတယ်ဘာညာနော်ပြောရင်းနဲ့အဲ့ဆိုင်ရှင်ကနိုင်ရမမချိတ်တာတပ်ပုံ group photo ကိုဖြုတ်လိုက်တယ်ခမည်းရဲ့စာအုပ်တဲ့ကျွန်တော်တို့ကတင်တန်းတိတ်ခဲ့တာဒီမှာဗမာ NGO တခုကကျွန်တော်တို့လူ50လောက်ပြည်မျိုးကလူတွေအကုန်လုံးဗမာတွေနော်တင်တန်းပေးတယ်တပတ်လောက်ပေးတယ်ပေးပြီးတော့ခမည်းရဲ့စာအုပ်တယောက်တအိုးစီဝေလိုက်တယ်တဲ့နော်ဆိုတော့အဲ့လိုကျွန်တော်တို့ဟိုမတိတာတွေလည်းအများကြီးရှိပါပေါ့နော်အဲ့လိုတော်တော်လေးပြတ်သွားတဲ့သဘောရှိတယ်နော်သူရဲ့ impact ကကောင်းပါတယ်နောက်ပိုင်းတော့ကျွန်တော်ထပ်ထုတ်ဖို့ကြိုးစားတယ်ဗျနော် NGO တွေကနေလည်းငွေရဖို့ကြိုးစားတယ်မရဘူးကျွန်တော်တို့ကပြည်တွင်းမှာအချိန်မချနိုင်တဲ့ခါကျတော့ funding ကမရတော့အဲ့ဒါနဲ့ကျွန်တော်ထုတ်လိုက်ရတယ်ထုတ်တဲ့ခါကျတော့တကယ်ချင်း size ရာတွေကခမည်းကပထမဒီမိုစီရှိကန်တရားများဆိုပြီးတော့နော်ဝန်ဆောင်ဝါ volume 1ဆိုပြီးတော့ခင်ဗျာထုတ်ပြီးတော့ NGO ကနေရတဲ့ငွေနဲ့အလကားဝေထားတာဆိုအခုတခါထုတ်မယ်ဒီခါရောင်းမယ်ဘာလို့ကျွန်တော်ဒီခါကျတော့ကိုယ်ဝင်တဲ့ကိုစိုက်ရတာဟုတ်ဘယ်မှဝင်မပေးဘူးတော့ကိုယ်အိမ်ထဲစိုက်ရဆိုတော့ကျွန်တော်လည်းရောင်းမှဖြစ်တော့မှာအနည်းဆုံးတော့အရင်တော့လိုချင်တာဟုတ်ဆိုတော့ဒီခါရောင်းမယ်ဆိုတော့ဒီတိုင်းရောင်းလို့မကောင်းတော့ဘူးတဲ့ဘာလို့ဆိုတော့ဟိုအရင်တော့အလကားဝေထားတယ်သူပြတဲ့ကဖဲမဖြစ်ဘူးဟုတ်ဒီတော့အလကားရတယ်အခုတော့ဒီကောင်တွေရောင်းနေတယ်ဘာသဘောလဲဆိုတော့မျိုး question တွေထွက်လာမှာအဲ့တော့ခင်ဗျာဘာလို့စင်တယ်လဲဆိုတော့မျက်နှာဖုံးလည်းပြောင်းလိုက်ပါတဲ့နာမည်လည်းပြောင်းလိုက်ပါဆိုတော့ကျွန်တော်ကမျက်နှာဖုံးလည်းပြောင်းလိုက်တယ်နော်ဘိုးကျောင်းဆန်ပုံနဲ့နောက်ပြီးတော့နာမည်ကတော့ဒီမိုကရေစီမျိုးစိတ်နဲ့ပြည်တော်စုပေါ့လေအဲ့ဒါကျွန်တော်အုပ်900လောက်ထုတ်လိုက်တယ်အဲ့ဒါဆိုတော့အရင် design နဲ့မဟုတ်တော့ဘူးเนาะနာမည်လည်းပြောင်းထားတယ်เนาะ size က300လောက်ကအမှားစာရေးပေးတယ်
အောက်ကတော့ကျွန်တော်ရှိတယ်အိမ်မှာလည်းတော်တော်များများရှိတယ်ကျွန်တော်နည်းနည်းပဲဖဲ့ရောင်းတယ်ကျွန်တော်ဆိုင်တွေမတည်ဘူးနော်အဲ့လိုပဲနည်းနည်းပွဲရှိတဲ့ခါ occasion ရှိတဲ့ခါမှာနည်းနည်းပဲဖဲ့ရောင်းတယ်ဆိုတော့အရင်ကတော့ကြည်နေပါပြီကျွန်တော်ဒီ Vansangva ရေးပြီးတဲ့ကာလပေါ့ရေးနေတဲ့ကာလပေါ့နော်ဘာစဉ်းစားမိလဲဆိုတော့ကျွန်တော်တို့ကဒီအထူးဖြင့်ဗမာတကယ်ကြီးနေနဲ့စကားပြောတဲ့ခါမှာစောပိုင်းကပေါ့နော်သူတို့ကဒီမိုကရေစီကပိုအရေးကြီးတယ်ဖက်ဒရယ်ကနောက်မှလို့ဆိုတာမျိုးတွေကခဏခဏကြားရတယ်သူတို့ကကျွန်တော်တို့ဘယ်လိုခံစားရလဲဆိုတာသူတို့မသိဘူးနော်ဖက်ဒရယ်ကိုနောက်မှလို့ပါဒီမိုကရေစီရအောင်တိုက်ကြအောင်ရပြီးရင်ဖက်ဒရယ်နောက်မှလို့အောင်ဆိုတော့ဒါလည်း another တိတ်ပြီးတော့ insensitive ဖြစ်တဲ့အဆိုတခုပေါ့နော်တစ်ဖက်သားဟိုဘယ်လိုခံစားရမလဲဆိုတော့သူမသိဘူးအတိတ်ပဲကျွန်တော်ဘယ်လိုအတိတ်ပဲကောက်လိုက်ဆိုတော့အနာရှင်တိုက်တဲ့ခါမှာတော့ပေါင်းတိုက်ကွာနော်တိုင်းသားရောဗမာရောပေါင်းတိုက်ကြမယ်အနာရှင်ပြုတ်ကြပြီးတဲ့အခါကျမှဖယ်ဒရယ်ကိုတိဆောက်ကြမယ်ဆိုတော့ဒါကျွန်တော်တို့ကမယုံတင်တာဖြစ်သွားပြီနော်အတိတ်ပဲကဘာလို့ဆိုတော့အနာရှင်ပြုတ်ကြမှနော်ဖယ်ဒရယ်လုံးမလားမလုံးလားဆိုတာဆွေးနွေးမယ်ဆိုရင်တော့ကျွန်တော်တို့အစကတည်းကမဆွေးနွေးတော့ဘူးနော်အတိတ်ပဲအာနာရသွားပြီဆိုရင်တို့ကဒီကိစ္စကိုမေးဖိန်နဲ့ဖယ်မယ်ဆိုတာမျိုးရှိတာဘူးဆိုတော့ကျွန်တော်တို့ကအဲ့ဒါကိုတော်တော်လေးဖြေရခက်တယ်အဲ့လိုစောစောပိုင်းကကျွန်တော်ကောင်းကောင်းလေးနားမလဲသေးတော့ဒါပေမဲ့ဒီခွန်မာကူဘန်ရဲ့ပြောသွားတဲ့စကားလုံးလေးကတော်တော်ကောင်းတယ်နော်ဒီမိုကရေစီနဲ့ဖက်ဒရယ်ဆက်ဘိန်းလို့ပဲနော်ဆက်ဘိန်းရှေ့ဘိန်းနောက်ဘိန်းလို့ပဲတပြိုင်နဲ့လဲရမယ်ဆိုတာအဲ့ဒါလောက်တယ်ပဲကျွန်တော်တို့ကလည်းဖြည့်ရှင်းတယ်ဒါပေမဲ့ဒီဝန်ဆန်းဝါရေးလာတဲ့နောက်ပိုင်းမှာဘာလို့ပေါက်လဲဆိုတော့ကျွန်တော်ပို့ပြီးတော့ရှင်းပြတတ်တာတယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်ခွဲလို့မရဘူးနော်ဒီမိုကရေစီရဲ့သဘောတရားတဲမှာဟိုဒီဖက်ဒရယ်ဆိုတဲ့ဟာပါပြီးသားပဲနော်ကျွန်တော်တို့အခုနောက်ပိုင်းကျမှသဘောပေါက်သွားတာနော်တရားလေ့လာတော့မှဒါပေမဲ့ခွဲလို့ရတယ်ဆိုတဲ့ပိုင်းကဘာရှိလဲဆိုတော့အဲဒီလူမျိုးတစ်မျိုးတည်းနေတဲ့နိုင်ငံနော်ပြည်နယ်တွေပါနဲ့နော်ဖွဲ့စည်းကြမလို့တဲ့နိုင်ငံမျိုးမှာနော်အဲ့ဒါမျိုးမှာကတော့ဖက်ဒရယ်စနစ်ကိုတုံးကြမလို့ဘူးလေနော်ဂျပန်တို့ပါလို့ဟုတ်လားဥမာဒါဖက်ဒရယ်တုံးကြမှာမလို့ပဲသူကဒီမိုကရေစီနဲ့လုံလောက်တာပဲဒါပေမဲ့လူမျိုးတွေမတူဘူးဒေတာတွေမတူဘူးနောက်ခံတမိုင်းတွေမတူဘူးဆိုရင်တော့ဒါဒီမိုကရေစီကိုပေါ်ဆောင်တဲ့ခါမှာဒီမိုကရေစီကိုတိဆောက်တဲ့ခါမှာနော်ဒါမှမဟုတ်ဒီမိုကရေစီလူပောင်ကိုတိဆောက်တဲ့ခါမှာအဲ့လိုဘာသာစကားရောတမိုင်းကြောင်းတွေရောနော်နောက်ပြီးတော့သူရဲ့ data တွေရောမတူကွဲပြားတဲ့နော်လူမျိုးတွေမျိုးနေတဲ့နိုင်ငံမှာကြတော့ဒီမိုကရေစီကိုဒီလိုနော်တပြင်းကြီးတွားပြီးတော့ပေါ်ဆောင်လို့မရဘူးသူပြည်နယ်တွေခွဲရမယ်နော်အဲ့တော့လူတဦးချင်းဓာတ်တူညီရမယ်ဆိုတာနဲ့မလုံလောက်တော့ဘူးနော်ပြည်နယ်တွေအလိုက်တဲ့နော်လူမျိုးတစ်မျိုးနဲ့တစ်မျိုးလူမျိုးအလိုက်တဲ့ဓာတ်တူညီဖို့လိုအပ်လာတယ်အဲ့တော့ဒါကဒီမိုကရေစီသဘောတရားအရာနော်အဲ့လိုဖြစ်လာတာဆိုတော့ဖက်ဒရယ်ဆိုတာလေဒီမိုကရေစီရဲ့နော်အပိုင်းတစ်ခုပဲဆိုတော့ဒီမြန်မာနိုင်ငံလူမျိုးပေါင်းစုံနေတဲ့နိုင်ငံမှာနော်ဖက်ဒရယ်မပါဘဲနဲ့ဒီမိုကရေစီကိုပေါ်ဆောင်လို့မရဘူးနော်အဲ့တော့ဒီမိုကရေစီဆိုလိုက်တာနဲ့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာဒါဖက်ဒရယ်လို့ကျွန်တော်နားလည်ရမယ်ဆိုတော့ဥပမာအဖြစ်ကျွန်တော်တို့တချို့ကပြောတယ်ဗျာကျွန်တော်ဂျာမန်တကယ်ကြီးတယောက်ပြောတယ်သူကတော့ဘာမှ expert ပေါ့လေသူတော့ပြောတယ်ကိမင်းဒီဘိုးကျော်ဆန်းရဲ့ဒီပင်လုံကိစ္စတွေမင်းတော်ကြီးတာပဲနော်ကျွန်တော်စာကိုကျွန်တော်လက်ဆောင်ပေးတော့သူကမြန်မာလူတော့နည်းနည်းပါးပါးတတ်တယ်တော့တိတ်တော့အရာမကြွဘူးဒါပေမဲ့ပင်လုံစာချုပ်တစ်ခုလုံးကကြည့်တော့ဒီမိုကရေစီတစ်ခုပဲရှိတယ်တနေရာမှာနော်ဒီမိုကရေစီဆိုရဲတကလုံးတစ်ခုပဲရှိတယ်ဆိုတော့ကျွန်တော်ကတော့မဖြေဘူးသူ့ကိုနော်မဖြေချင်တဲ့စိတ်လည်းသိအားမရှိဘူးပေါ့ဗျာဖြေဖို့အတွက်ကျွန်တော်စိတ်ထဲမှာတော့ဒီမိုကရေစီဆိုတာအဲ့ဒီစကလုံးလေးတစ်လုံးပါတဲ့အတွက်ဒီမိုကရေစီ
မပြည့်စုံဘူးလို့ဆိုလို့မရဘူးပင်လုံစာချုပ်မှာကျွန်တော်အစအဆုံးနော်ပင်လုံစာချုပ်မှာပါသမျှဟာဒီမိုကရေစီနဲ့ပတ်သက်တယ်နော်ကျွန်တော်တို့ဒီမှာဘာလို့ဆိုတော့ကိုယ်ပိုင်ပြဋ္ဌာန်းဝင်ခွင့်ရှိရမယ်ဆိုတဲ့ဟာတွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရမယ်ဆိုတဲ့ဟာတွေနော်နောက်ပြီးတော့ပြည်နယ်လိုချင်တဲ့ဟာတွေနော်နောက်ပြီးတော့ဗမာနဲ့အတူတူနော်တန်းတူယူတူဒီလွတ်လပ်ရေးလိုချင်တဲ့ဟာတွေနောက်ပြီးတော့ပြည်လုံစာချုပ်ရဲ့ clause 8 and 9မှာ financial autonomy နော်ဘာသာရေးကိုပဲပြဋ္ဌာန်းပိုင်ခွင့်အဲ့ဒါတွေအားလုံးကဒီမိုကရေစီသဘောတရားတွေပဲနော်ဆိုတော့ဒီနံပါတ်9မှာပါတဲ့နော်တိုင်းလားနယ်မြေမှာနော်ဒီမိုကရေစီကမ္ဘာနိုင်ငံကမ္ဘာဒီမိုကရေစီနိုင်ငံတွေမှာရှိတဲ့အခွင့်အရေးတွေအကုန်လုံးခံစားရမယ်ဆိုတဲ့ဟာလေတစ်ခုကပဲဒီမိုကရေစီမဟုတ်ဘူးကြံတဲ့အပိုက်တွေအကုန်လုံးကလည်းဒါဒီမိုကရေစီနဲ့ပတ်သက်တာပဲဆိုတော့ကျွန်တော်အဲ့လိုမြင်တယ်လေအန်ဆန်ဗာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်ဆုံးထုတ်ပြီးတဲ့အချိန်ထိပေါ့နော်ဒုတိယအပိုင်းတော့နာမည်ပြောင်းပြီးတော့ထုတ်တဲ့အထိပေါ့နော်ကျွန်တော်ရဲ့ဇနီးကျွန်တော်ချစ်ဇနီးပေါ့နော်နယ်ရီဒါကောင်ကြီးရဲ့အကူကြီးတွေအများကြီးပါတယ်ဆိုတာလည်းကျွန်တော်ထည့်ပြီးတော့ပြောသွားခြင်းတယ်